ဆက်လက်ပြီးအစီအစဉ်6အရာမတ်တရားစကားပြောကြားပေးပါရန် DPS Private School ၏ Principal ဆရာကြီးဦးမျိုးစင်အားစင်မြင့်ပေါ်သို့ကြားရောက်ပေးပါရန်အထူးပင်လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်။အားလုံးမင်္ဂလာညနေခင်းပါခင်ဗျ။ကျွန်တော်တော့ယနေ့ဒီခန်းနာကိုတက်ရောက်ခွင့်ရတဲ့အတွက်အတိုင်းမသိပဲဝမ်းသာပါလေ။ဖိတ်ကြားပေးတဲ့ Founder and Principal ဆရာမကြီးလည်းအထူးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ရဲ့ဒီနေ့အရင်မိတ်ဆက်လိုက်ရမယ်ကျွန်တော်နာမည်လေးပေါ့ကျွန်တော်နာမည်ဦးမျိုးစင်ပါပရီမီယံဒီဇိုင်ကိုပိုင်ထက်တန်းကျောင်းရဲ့ကျောင်းအုပ်တာဝန်ကိုလက်ရှိတာဝန်ယူထားတဲ့သူဖြစ်ပါတယ်ဆရာမကြီးရဲ့ဖိတ်ကြားချက်အရလာရောက်ပြီးတော့ကျွန်တော်တို့ဒီမှာအမှတ်တရစကားလေးတွေပြောကြားချင်တာပေါ့နော်အဲ့တော့ကျွန်တော်ကခုနအတွေးတစ်ခုရသွားတာကျွန်တော်တို့မူကြိုလောကထဲမှာဆရာဆိုတာလက်ညှိုးထောင်ကြည့်ရင်တယောက်မှမရှိဘူးမူကြိုလောကထဲမှာဘယ်ဆရာမှဒုက္ခမခံဘူးမိခင်နဲ့တူသောအမေနဲ့တူသောအရာအလုံးပေးစွမ်းနိုင်တဲ့အာကမိခင်တွေเนาะအိမ်အောင်တယ်လည်းဖြစ်ခြင်းဖြစ်မယ်လွတ်လည်းဖြစ်ခြင်းဖြစ်မယ်တကယ်စိတ်ရင်းစေတနာတွေနဲ့အနစ်နာတွေခံပြီးတော့ဖွင့်တဲ့မူကြိုဖောင်နာတွေကိုကျွန်တော်ဒီနေရာကနေပြီးတော့မှအရင်ဦးဆုံးဂါရဝပြုဥညွန့်ကြပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်မူကြိုရဲ့ဖောင်နာတွေကိုဘာလို့လဲဆိုတော့တကယ်အာကအမျိုးသမီးတွေပါเนาะကျွန်တော်တို့အထက်တန်းကျောင်းတွေကိုရောက်ဖို့ KG တန်းတွေရောက်ဖို့ G1 တန်းတွေကိုရောက်ဖို့ငိုဒီယိုနဲ့မိဘတွေစိတ်တိုင်းကြဖြစ်စေခြင်းနဲ့အတန်းအရွယ်တွေကိုရောက်ဖို့အတွက်ဒီဆရာဆရာမတွေဟာ role model အဖြစ်ပဲ့ကန်ရှင်အဖြစ်အရင်ဦးဆုံးဆောင်ရွက်ပေးလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ကအတန်းကျောင်းတွေဖြစ်တဲ့အတွက်ကျွန်တော်တို့စီကိုရောက်လာရင်ဆရာဆရာမတွေကခဏလောက်ပဲသင်လိုက်ရတာပါဘာမှသိမရှိပေမဲ့သူ့နေရာနဲ့သူတော့အားလုံးဟာပါဝင်ကြပါတယ်ဒါကြောင့်မလို့ဒီနေ့မှာမူကြိုတီထောင်ထားတဲ့ဖောင်နာများနဲ့တကယ်လောက်ကိုက်ပေးနေတဲ့နောက်ကဝန်ထမ်းဆရာဆရာမလေးတွေเนาะတကယ်သူတို့ရဲ့မိခင်ရင်စိတ်သက်ပြုစုပြောထောင်ပေးရမယ်စိတ်သက်ပါတဲ့ဝန်ထမ်းဆရာဆရာမလေးတွေလက်တွဲညီညီနဲ့ရခဲ့လို့သားမမီတို့ရဲ့ဒီနေ့ကျောင်းနောက်ဆုံးပွဲကိုပဲကလေးတွေရဲ့ဖေဖေမေမေတွေကျောင်းသားကျောင်းသူများအားလုံးကိုဒီနေရာကနေပြီးတော့မှဂုဏ်ပြုစကားပြောကြလိုပါတယ်ကျွန်တော်ဒီနေ့ကစပြီးတော့လဲကလေးတွေရဲ့မွေးဖွားသားတင်ပြတဲ့ဖေဖေမေမေတို့ကိုလည်းအထူးပဲဒီလိုပံ့ပိုးပေးနိုင်တဲ့အတွက်ဂုဏ်ပြုပါတယ်အသားမမီတို့ရဲ့ဒီနေ့တက်တဲ့တက်ပွဲမှာလည်းပဲအားလုံးဟာတခဏတာမဟုတ်ဘဲနဲ့အမြဲတမ်းအမှတ်တရဖြစ်နေမဲ့ဂုဏ်ပြုပဲဖြစ်နေပါတယ်လို့လည်းဂုဏ်ပြုလိုပါတယ်ကျွန်တော်နောက်ဆုံးအနေနဲ့ဒီလိုအမှတ်တရစကားပြောကြားခွင့်ရတယ်လည်းပဲကျွန်တော်တို့ဒီဟာဖောင်နာကြီးနဲ့အတူတက်ရောက်လာပြီးတဲ့ဆရာဆရာမတွေအတွက်လည်းပဲအထူးပဲကျေးဇူးတင်ပါတယ်အဲဒီအတွက်ကျွန်တော်တို့ဒီလိုမိခင်မျိုးတွေဒီလိုဖောင်နာမျိုးတွေနဲ့အစာကောင်းမှအနှောင်းသေးကြလို့တွေးလိုက်ရတဲ့မိဘတွေအတွက်ကျွန်တော်တို့အမခန်းပြောကြရင်းနဲ့ပဲညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးကပြောကြပေးပါတော့ DPS Private School ၏ Principal ဆရာကြီးဦးမျိုးစင်အားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်